အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးရနေနှုတ်ခေါ်ဆက်လိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့နှစ်ကူးဖို့အတွက်တရက်ပဲလုပ်တော့တယ်နေ့ဖက်နဲ့7ရက်နေ့ဆိုတော့ဒီနေ့မှလည်းမနေ့ကမထင်မှန်းတဲ့ပွဲစဉ်တွေနဲ့ Stobila PSG ကလည်းပွဲစဉ်ကြိတ်နဲ့ကန်လာသူတော့ဒေါ်မော်ကလည်းမထင်မှန်းတဲ့ဘာကောင်3-1တော့ကန်သွားအောင်နော်ကတ်ကိုလေးနဲ့ကတ်တက်ဝါနေထားနော်ကျွန်တော်ဒီနေ့မှလည်းစိတ်ဝင်စားဖို့ကောင်းသွားပြီအဲဆိုတော့အာဆင်နယ်3ခုပြတ်ထော်တယ်ရီယယ်ကိုဘယ်လိုရင်ဆိုင်သွားမလဲဒါမှမဟုတ်အင်တာနက်ဘိုင်ရန်လည်းကျိတ်နေပဲ2-1နဲ့အင်တာအဝေးကနိုင်ဝနေထားတယ်စိတ်ဝင်စားဖို့လို့ကောင်းတယ်ကျွန်တော်ဒီနေ့မှာစိတ်ဝင်စားစရာနောက်ဆုံးကျွန်တော်တို့နှစ်ခုမဲ့နောက်ဆုံးနေ့နဲ့ကျွန်တော်စိတ်ဝင်စား prediction နဲ့ကျွန်တော်တစ်ချက်လောက်ခံသွားလိုက်အောင်โอเคကျွန်တော်တို့ Real နဲ့ Arsenal ပွဲတဲ့ချက်လောက်စခန်းသွားလိုက်အောင် Real Arsenal ရှစ်ပွဲမှာဒီ Clara ရဲ့ free kick နှလုံးနဲ့ 3-0 ဆိုတဲ့နေထားနဲ့အုပ်ဝါဆိုတော့ head to head မှာလည်းကြည့်လိုက်အောင် Real အနိုင်ရရှိထားခြင်းတော့မရှိဘူးเนาะတရည်တပွဲပဲအားရနှစ်ပွဲနိုင်တာဒီပွဲမှာတော့ဘလို့လဲရလိုက်ပြောင်းလဲသွားနိုင်လားမနေ့ဖြတ်အတွက်နေထားကိုချက်ကြည့်လိုက်မယ် Real နဲ့ Arsenal ပွဲလေးချက်လောက်ကြည့်လိုက်တဲ့အချိန်မှာဘတ်တရားပေးထားတာတော့တက်ခေါ်3နဲ့4-3-3ရီရဲ့ပဲပေးမှာပဲရီရဲ့အင်ကွင်းမှာဆိုတော့ထွက်လာမှလိုင်းရလေရတော့ပြည့်စုံလိုင်းရလေထွက်လာမှာဖနီရှန်လိုတော့တို့ဘလင်ဂန်လို့အမ်ဘာပီလို့ပဲခြေနေကောင်းမလားထုတ်ဆက်ဝဲထုတ်လာမလားမာရီနိုပဲသုံးမလားစကပြန်ပါလာမယ်ဆိုတော့ရီရဲ့တွေ့ရတော့နည်းနည်းလေးတော့စိတ်မကောင်းဖြစ်မိတာပေါ့ဒီပွဲစဉ်ကြီးကလည်းဇဝေဇဝါပဲကိုရလိုက်လေရတော့3-0ဆိုရရလိုက်လို့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးတိုးတော်ညာတယ်ရီယယ်လို့နိုင်အောင်တော့ကံမှာဒီပွဲစဉ်ယူရီယယ်3-0မပြတ်ပေးမဲ့လဲကျွန်တော်တို့နှစ်ကိုတကိုးဆိုတဲ့အနေထားနဲ့ရီယယ်ကိုနိုင်ပေးလိုက်ရောငင်းချင်းတို့လည်းကျွန်တော်နဲ့ဒီဖက်ချင်းရောတူရလားโอเคဒီပွဲစဉ်နဲ့ပြီးတာနဲ့နောက်တစ်ပွဲလည်းစိတ်ဝင်စားဖို့ကောင်းတာပဲအင်တာအဝေးကွင်းမှာတော့နိုင်သွားတယ်ဘိုင်ယန်မြူးနယ်နဲ့အင်တာဒီပွဲတော့ကတ်သီးလေးပဲပေးထားတာကြည်လား263နဲ့250ဘိုင်ယန်မြူးနယ်ပေးထားတော့လဲအင်တာတော့အမားခံမှာမဟုတ်ဝေးဘက်မှာတော့ကြိတ်ထားတာဗျာဟိုတနေ့ကလည်းဘိုင်ယန်နဲ့ဒေါ်မော်နဲ့ပွဲကြည့်လိုက်တာဘိုင်ယန်တိတ်အားရမှုမရှိဘူးထွက်လာမှလည်းအီတလီရဲ့ထုံးစံတိုင်း352နဲ့ပဲထွက်လာပြီးတော့ဘိုင်ယန်မြူးနယ်ကလည်း4231နဲ့ထွက်လာမှနေထားတခုမှာဒီပွဲစဉ်မှာတူရန်လို့မာတီနက်လို့ဘိုင်ယန်ကင်လို့ဒီယာလို့ထိုင်းနိုင်မလားတိတ်အားမရအောင်တော့နှုတ်အိုင်းမဖမ်းတာဘူးအဘစ်လူငယ်ကိုသမားလေးကိုဖမ်းခိုင်းတာပြီးတော့ဒီပွဲစဉ်မှာဘယ်လောက်ထိမျောလဲထားလို့ရလဲဆိုတော့တိတ်လို့မလွယ်ကူလောက်နော်ဒီပွဲစဉ်ယူလဲကျွန်တော်ဟိုဘက်ဒီဘက်လောက်မမျှကျင်တော့ကျွန်တော်ဒီပွဲစဉ်ယူတာတကယ်လို့ပြီးဆုံးရမယ်ဆိုတော့နှစ်ကိုဆိုတေးရလာတယ်ပြီးဆုံးရမယ်လို့ကျွန်တော်ကိုခံမှန်းရင်ねကျွန်တော်တို့ဒီနေ့နှစ်ခုတရက်လို့ prediction နဲ့တကယ်တော့အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြကျမ်းမာကြပါစေအန်ဒီဘေးကင်းကြပါစေခင်ဗျာ